လိမ်မောရွှေနေကြီးကလေးကချလို့သွားပါပြီညနေရင်ညညူချမ်းမှုလွမ်းစရာအော်ဆွေစရာအညာလာရွာလာတာဇွာဒီဌာနီပင်ကုတ်ကုတ်တမရန်နဲ့လေယာမြစ်တဝမ်းစိမ့်လာတာယာရီထမင်းထတော်လွမ်းမောစရာတီမြင်းနီနီလမ်းကလေးနဲ့ဝေးရမြည်အညာကြီးအမေရွာလီအေးရန်လာပါသည်လိမ်မောရွှေနေကြီးကလေးကချလို့သွားပြီညနေရင်ညညူချမ်းမှုလွမ်းစရာအော်ဆွေစရာအညာလာရွာအလာတာဇွာဒီဌာနီပင်ကုတ်ကုတ်တမရန်လေယာမြစ်တဝမ်းစိမ့်လာတာယာရီထမင်းထတော်လွမ်းမောစရာတီမြင်းနီနီလမ်းကလေးနဲ့ဝဲရမြည်အညာကြီးအမေရွာလေးအေးချမ်းလာပါသည်တစ်ခေါက်တစ်ခါရောက်ပြန်ခဲ့ပြီရွာဝင်ကားလမ်းတွေကအမဲကျိုးနေမလားရဲ့လူလမ်းငယ်မြော်ရင်လွမ်းမြဲရည်လေပြီအချင်းနဲ့မပဲလို့အမေနဲ့ဝေးကနေခဲ့သမျှတွေမိမိရင်ဝင်ပြေဝင်ခွေတူကလေးစုတယောက်လိုချွဲလိုက်ခြင်းသည်လွမ်းမိသည်တာအတွက်သမီးအတွက်ဈေးပန်းရွက်လို့ရှာပွေကျွေးခဲ့သည်အပြုံးလည်းမပြတ်ခဲ့သည်အမုန်းလည်းမဖက်ခဲ့သည်အားလည်းကိုရသည်အစားလည်းတော့မရသည်အခုတော့အမေရင်ဝင်စီတာပြန်လာခဲ့ပြီတရင်တမြေအဝေးမှာကြိုးစားလာသမျှအမေကြီးယေရှုတွေအတူချလို့တာပြန်ဆက်ပါမည်တစ်ခေါက်တစ်ခါအရောက်ပြန်ခဲ့ပြီရွာဝင်ကားလမ်းတွေကအမဲကျိုးနေမလားရဲ့လူလမ်းငယ်မြော်ရင်လွမ်းမြဲရည်လေပြီအချင်းနဲ့မပဲလို့အမင်းနဲ့ဝေးကနေခဲ့သမျှတွေမိမိရင်ဝင်ပြေဝင်ခွေတူကလေးစုတယောက်လိုချွဲလိုက်ခြင်းသည်ငယ်ဘဝတွေပြန်တွေးလေမေမေကိုပို့လွမ်းမိသည်တာအတွက်သမီးအတွက်ဈေးပန်းရွက်လို့ရှာပွေကျွေးခဲ့သည်အပြုံးလည်းမပြတ်ခဲ့သည်အမုန်းလည်းမဖက်ခဲ့သည်အားလည်း
ဝင်စီသာပြန်လာခဲ့ပြီမို့တရေတမြေအဝေးမှာကြိုးစားလာသမျှအမေကျေးဇူးလေအတိုးချလို့သာပြန်ဆက်ပါမည်